conflict ဆိုတာအများကြီးရှိနေပါတယ်အဲ့ဒါ conflict မရှိအောင်ဘယ်လိုလုပ်မလဲဆိုရင်တော့ conflict မရှိအောင်လုပ်လို့မရအောင်လို့ပဲကျွန်တော်ပြောချင်ပါတယ် conflict မရှိရင်မှားနေပါပြီမင်္ဂလာပါကျွန်တော်နာမည်ညီညီပါစာလေးပါလေးရေးတဲ့အခါကျတော့ညီညီစိတ်ပညာဆိုတဲ့ကလောင်နာမည်လေးနဲ့စာအုပ်ကလေးတစ်အုပ်စာနှစ်အုပ်စာရေးပြီးပါတယ်အဲ့တော့လူတွေရဲ့စိတ်တွေဟာအံ့ဩဖွယ်ရပါတော်တော်များများကရှုပ်ထွေးတာတွေရှိတယ်နာကျင်တာတွေရှိတယ်ပျော်ရွှင်တာတွေရှိတယ်အဲ့လိုမျိုးစိတ်တွေနဲ့တိဆောက်ထားတဲ့လူသားဟာတခြားလူသားတွေနဲ့ဆက်ဆံတဲ့အခါမှာပမာလို့ဆိုရင်တော့ပဋိပက္ခပေါ့လေ conflict တွေကျွန်တော်တို့ကြုံတွေ့ကြပါတယ် conflict ကဘယ်လိုကြုံတာလဲ conflict ကတယောက်တည်းလဲ interpersonal conflict ဆိုပြီးတော့ဖြစ်နေတတ်တယ်အဲ့လိုပဲမိတ်ဆွေတငယ်ချင်းနဲ့အခန်းပေါ်နဲ့လုပ်ဖော်ကိုင်ဘက်နဲ့အချင်းချင်းနဲ့ဖြစ်တတ်တယ်ခါကျရင်တအိမ်ထဲမှာနေတဲ့မိသားစုထဲမှာလည်း conflict တွေရှိနေတတ်တယ်ခါကျလို့ရှိရင်ကျောင်းကအပြင်ကလုပ်ငန်းခွင်ကကျွန်တော်တို့မှာ conflict ဆိုတာအများကြီးရှိနေပါတယ်အဲ့ဒါ conflict မရှိအောင်ဘယ်လိုလုပ်မလဲဆိုရင်တော့ conflict မရှိအောင်လုပ်လို့မရအောင်လို့ပဲကျွန်တော်ပြောချင်ပါတယ် conflict မရှိရင်မှားနေပါပြီဘာဖြစ်လို့လဲဆိုတော့ conflict ရှိခြင်းကြောင့်ကျွန်တော်တို့တွေဟာပို့ပြီးတော့တိုးတက်လာကြတယ်ပို့ပြီးတော့ကြိုးစားလာကြတယ်အဲ့ဒီမှာအကြံပေးချင်တာက conflict ကိုကျွန်တော်တို့ဘာလုပ်သင့်လဲ conflict ကိုဘယ်လိုကိုင်တွယ်သင့်လဲ conflict ကိုဘယ်လိုအကျိုးမြတ်ဖြစ်အောင်လုပ်မလဲဒါကြောင့်ပဋိပက္ခတွေနဲ့ကြုံရမယ့်ဟောဒီလောကကြီးထဲမှာကျွန်တော်တို့တွေဟာကိုယ့်ရဲ့စိတ်ကိုလည်းအတတ်နိုင်ဆုံးထိန်းချုပ်ပြီးတော့တစ်ဖက်သားကိုနားလည်ခြင်းနဲ့အတူစကားစမြည်တွေပြောဆိုတာအငင်းအခုန်တွေလုပ်တာအကျိုးမြတ်ရဖို့အတွက်ရလဒ်တစ်ခုစီကိုဥတည်ပြီးတော့ win-win situation နဲ့ conflict တွေကိုကင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင်စိတ်လဲပျော်ရွှင်ရအကျိုးကျေးဇူးလည်းရနေကိုဘဝကိုလှလှပပတည်ဆောက်နိုင်မယ်လို့ကျွန်တော်ကအကြံပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ညီညီပါ